စာကြိုးစားဝဲရအောင်လို့အလုပ်လုပ်ပြီးပတ်စံစုတက်60ကျော်ရင်အေးစိမ်းနားလို့ရပြီတဲ့ကျွန်တော်အိမ်ကတော့အမြဲအဲ့လိုဆုံးမတတ်တယ်ဒီ formula ကသူတို့ခေတ်တုန်းကမှန်ရင်မှန်နိုင်ပေမဲ့အခုခေတ်မှာတော့တလွဲကြီးဖြစ်သွားပါပြီအဲ့ဒီတိုင်းသွားလို့ရင်မွဲတော်မှာအသေးကြပါပဲဘာလို့ဆိုလူတွေနေရာကိုအစားထိုးလာတာကကိုယ့်ထက်တော်တဲ့လူတွေမဟုတ်ပါဘူး AI တွေပါပဲမတော့တစ်ခေါက်လုံးတဲ့ယုံနေပဲနေသွားမယ်ဆိုရင်တိတ်မကြခင်ပါပဲခမားတို့ရဲ့နေရာကို AI ကအစားထိုးသွားမှာပါပြီးတော့ကိုယ့်ကိုတစ်ချက်လောက်ပြန်စဉ်းစားကြည့်ဗျာတစ်လောက်တသိန်း2သိန်းစုပြီးနေမယ်ဆိုရင်မတော့တထေးဖြစ်မှာလားနှစ်ပေါင်း90လောက်စောင့်ရမှာလားအသက်60ကျော်ခါကုန်းကုန်းသွားမရှိတော့တဲ့အချိန်စေးရုံစေးကန်ပြနေရတဲ့အရွယ်ရောက်တော့မှလက်ဘော်ကီနီစီးရတာဘာပြောစရာကောင်းပါလဲအဲ့တော့ခမားလိုချင်တာကဝီချဲဘော်ကတထေးဘော်ကလားငယ်တုန်းရွယ်တုန်းစိတ်ကြိုက်ခဲနိုင်မယ်တထေးဘော်ကလားလူငယ်ဘဝမှာပဲကြွယ်ဝချမ်းသာခြင်းနဲ့ဆိုရင် The Millionaire First Lane ဆိုတဲ့စာအုပ်ကိုဖတ်ဒီစာအုပ်က Get Rich Easy ပတ်စံကိုအလွယ်နည်းနဲ့ရှာလို့ရမယ့်လမ်းကိုသင်ပေးမှာမဟုတ်ဘူး Get Rich Quickly မြန်ဆန်ဆန်ချမ်းသာလာအောင်လို့သင်ပေးမှာအလုပ်ရှင်စီမှာလာစာနဲ့ကိုယ့်အချိန်နဲ့လဲနေတဲ့၍တော့ခမချမ်းသာဖို့လုံးဝမျှော်လင့်မနေနဲ့အိမ်မက်ထဲတော့ထဲ့မမှတ်နဲ့ဗျာကြွယ်ဝချမ်းသာမှုဆိုတာကိုအိတ်နေရင်တော့ငွေတွေဝင်နေတဲ့ asset ဆိုတဲ့ပိုင်ဆိုင်မှုတွေတိစောက်မှရမှာကဲခုဗီဒီယိုကိုကြည့်နေတဲ့သူတွေကိုရွေးချယ်စရာနီးလန်း3ခုပေးမယ်ဝင်နေတဲ့လမ်းချင်း sidewalk မှာပဲနေမလားဖြည်းဖြည်းချင်းသွားတဲ့လမ်း slow lane မှာမောင်းမလားဒါမှမဟုတ်အချိန်ဟုန်ပြင်းတဲ့အမြန်လမ်း fast lane ကိုပြောင်းမလား fast lane ပေါ်မှာဘယ်လိုမောင်းရမလဲဆိုတာသိချင်ရင် train up ထဲကိုဝင် search bar မှာ millionaire ဆိုပြီးရိုက်လိုက်တာနဲ့ပထမဆုံးပေါ်လာမယ်စာအုပ်ပါပဲအဲ့ဒီစာအုပ်ကိုဖတ်ပြီးရင်ခင်ဗျားရဲ့ငွေရှာတဲ့စိတ်ကူးတွေအကုန်လုံးပြောင်းလဲသွားစေရမယ်လို့အာမခံတယ်ဒါကြောင့်အခုပဲ application ကို download ဆွဲပြီးလေ့လာလိုက်ပါ